စီဒူနာကိုသိလားစီဒူနာတွေပါတော့ရောက်ဘူးလား စီဒူနာဆိုတာဘာလဲ စီဒူနာဆိုတာအဲ့သူတို့ရန်ကုန်သားတွေပြင်းလို့ချင်းထုတ်တီးသူနဲ့သွားကစားတာစီဒူနာမှာ What the fuck နင်တော့သူမှဘာစားဘူးလဲနင်ဟမ်ဘာဂါတော့မစားဘူးပဲနဲ့ ကြီးကျယ်ကျယ်နဲ့နေငါဒီပါနေငါရန်ကုန်မှာတော့ငါနေကိုငါပြောဘူးလား ဟာတော့ ငါ့ကိုဗါတဲ့ဟမ်ဘာဂါတို့ဗါတဲ့ဟမ်ဘာဂါတို့ဗါပီဇာတို့တဲ့ဗါတဲ့ဒူးနိုးနက်ဆိုတာဗါနက်ဆိုတာနက်တော့နက် ပီဇာနိုင်ငံခြားသွားလို့ချင်းလောက်ရတဲ့ဟာဘာပြောနော်ပီဇာဆိုနိုင်ငံခြားသွားရင်လက်မဖြတ်ရတဲ့ပီဇာ ငါသိပါတယ်စားရတာလေဟိုဇလန်နေတဲ့တောင်မှပီဇာဆိုလားပို့တာလေ ဟမ်ဘာဂါလည်းငါနင်ငါပြောရှင်းလေးဟမ်ဘာဂါလောက်တာ အဲ့ဒါငါ့ကိုရန်ကုန်မှာတော့ငါ့ကိုတစ်ခါတော့ဝယ်ကြွေးပါလား ဟမ်ဘာဂါဆိုတာမဲသားအပေါင်အတွင်းထဲကမဲသားအပေါင်သားကို ဒီလိုကောင်းတော့ဆောက်ပြော အဲ့ဒါအမုံကြည့်ကြတာအမုံကြည့်ပြီးတော့ ညက်စားဘူးလို့လား ဟမ်ဘာဂါငါကိုယ်တိုင်လုံနေတာစီဒူနာကိုသိလားစီဒူနာတွေပါတော့ရောက်ဘူးလား စီဒူနာဆိုတာဘာလဲ စီဒူနာဆိုတာအဲ့သူတို့ရန်ကုန်သားတွေပြင်းလို့ချင်းထုတ်တီးသူနဲ့သွားကစားတာစီဒူနာမှာနင်သိလား